Hello မင်္ဂလာပါကျွန်တော်ကတော့ Francis ပါ ကျွန်တော်တော့ခိုင်တော့ပါ ကျွန်တော်တော့ဆက်ပါ ဆိုတော့ကျွန်တော်တို့ဒီနေ့ game ကစားမှာဖြစ်ပါတယ် game ကတော့ကျွန်တော်တို့ဒီမှာ share ဖြော်ရည်ကိုတောက်ကြည့်ပြီးတော့ကျွန်တော်ညီအောင်စီအောင်ဖြစ်ပါတယ်တကယ်လို့အများဆုံးစီနိုင်တဲ့လူကတော့အနိုင်ရရှိမှာဖြစ်ပြီးတော့အနည်းဆုံးစီနိုင်တဲ့သူကတော့ရှုံးနေတဲ့သူဖြစ်မှာပါအဲရှုံးနေတဲ့သူကလည်း TikTok ကမှာဖြစ်ပါတယ်ဆိုတော့ first player အနေနဲ့ကတော့ကိုခိုင်တော့ပါ Okay let's go let's go အိမ်တန်းမလဲဆိုတော့ ဒါပါ စစ်တယ် okay စာရီ Okay ပထမဆုံးခုမိစမ်းပါပြီ ရုပ်ခဏကြီး nice one sip ပဲနော် one sip ပဲ တခါလေးတရား တခါလဲတစ်ခုချင်းစီတင်တော့ Oh my god ခါတော့ okay မိုင်းနေ ဒီစမ်းတော့ Okay. Okay, the last one. Okay, ဒါတော့ဂိုင်တော့ရဲ့အတားနော်ပြီးတော့ပါပြီ one player. First player ပြီးတော့ပြီခု second player အနေနဲ့ကတော့နော်ဆန်းဖြစ်ပါတယ် ဆန်းဖြစ်ပါတယ် ကိုနော်ဆန်းစမ်းလာခိုင်း ခုမှဒါကြီးလို့ guys sorry ဒါတော့ second round second player စပါပြီ Okay ဘယ်လိုဖြစ်ရတဲ့အဆင်ပြေစမယ်ပိုက်ပေးပါကိုကြည့်မျက်လုံးကိုဒီမှာကြည့် ဒီကိုကြည့်မျက်လုံးဒီကိုကြည့် Okay စပြီ မျက်လုံးမကြည့်နိုင်အောင် Okay စဉ်းစားတလုပ်ပဲရပြီတလုပ်ပဲခါရမယ် 呀，带米空有木是谁哟？ တော့မယ် keep going မရွှေနေ 没事的。 နဲ့ဘိုက်မိုင်လို့ပြန်တောက်လို့မရဒါပေမဲ့ရွှေ့လို့ရရွှေ့လို့ရပြန်တောက်လို့မရရတယ်ပြန်တောက်လို့မရဘူးရွှေ့လို့ရတယ် ဟေးခဏမျိုးကြာရွှေမယ်တော့ 你叫我带。내가哭那的不有了，你那个。 လူကူယူ ဒီ လို့ တော့ခိုးကြည့်နေနော် ခိုးကြည့်ဘူးလို့ပြောနေ Okay နောက်ဆုံး chance ကဲ ခဏမျိုး 有水没得？水。 ကဲရွှေ့ပြန်တောက်လို့မရဘူးရွှေ့လို့ရတယ် ဟောရောမရွှေတော့ အဲ့လိုပဲနော် Okay Okay done ပြီးဒါကတော့သူရဲ့ result ဖြစ်ပါတယ်ပေါ့ 야비 야비。 အေးနောက်ပဲရွှေထားမယ် Okay 牛气掉牛气掉。 3 2 1 go Okay မျက်လုံးကိုဒီမှာကြည့်ကင်မရာမှာကြည့် ကိုမျက်မှန်ရဲ့တာဖြစ်ပါတယ်ပေါ့ မျက်လုံးကင်မရာမှာကြည့် ခိုင်မတက်ရလို့ရမလားမတက်ရ မရဘူး အဲ့ဒီလိုပဲနော် Okay မှုရောင်ရင်မတွေ့ဘူး တွေ့တယ်အဲ့ဘောကနေတွေ့တယ် တော့ခဏမှခါကမဖြစ်ဘူးများတယ်ဒါဖြစ်လာမှလည်းမပတ်ဘူးအကုန်လုံးအတူနေဒါ Pepsi ပဲအတေးဒါ Pepsi ရောမှzero sugar မဟုတ်လားဒါက Coca-Cola ဒါကြီးတည်း Coca-Cola ဟာဘုံတောင်လာလဲဟာတူနေပါတက်သေးလို့ရနော်ဇီရိုရှုဂါရတာမရနိုင်ဘူးဒါတော့ဖြစ်ကုန်တယ်ဒါတော့ကျွန်တော်ရေးဆက်ဖြစ်ပါတယ် ဆက်ဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ညရဲ့ first round မှာတော့အမတူပါဘောနော်ဆိုတော့ကျွန်တော်တို့ ကောင်းလား ပြန်ကောင်းလာပြန်ဆောရမှာဖြစ်ပါတယ်တကယ်လို့ဒီပွဲမှာရှုံးတဲ့လူကတော့ TikTok ကမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ပွဲကိုဆက်လက်ကြည့်ပြီးပေါ့ let's go ကျွန်တော်ရေးစမှာဖြစ်ပါတယ် ရပါပြီ ရပါပြီဆိုတော့ဒီလိုလေးနဲ့ထည့်ပြီးတောင်းနေပါတယ်ရလားဒါလည်းဖြစ်နေပြန်စီမနော်တေချာလေးzero sugar ဖြစ်ဖို့များဒါတော့ကိုကာကိုလာဖြစ်ဖို့များချင်းလေးပဲကွာတို့ဝိတ်တာ ပြီးလိုက်တာ ဘယ်လဲမဟုတ်ဘူးဘယ်လဲအားကြီးတော့ကာရမယ်လို့မယ်စမယ် လာပါပြီ ဝေးစီလို့တာဒီဝင်လောင်နေပြီလူကြောက်လောင်နေပြီကြည့်လိုက်ခမရဘူး ကာလေး ဒီကြည့်လိုက်ခမရဘူး တေချာနော် let's go ကိုကတော့ကျွန်တော်ဂိမ်းပြီးပါပြီ ဆိုတော့အနိုင်ရရှိပထမဆုံး round မှာအနိုင်ရရှိသွားတဲ့သူကတော့ ကျွန်တော်ပဲဖြစ်ပါ တော့ဆန်ရှိပါတယ်ဆို ဆို တော့ တော့နေသူကတော့လူစားကတော့သူပဲဖြစ်ပါတယ်
သူအနေနဲ့ဒီနေ့အားလုံးအတွက် TikTok ကပြတော့မှာဖြစ်ပါတယ် 好，刚刚要没说，说你要鱼嘛？ ဒီချက်တော့ပြီးတော့ပြန်လဲတင်ဆက်ပြီးမှာဖြစ်ပါတယ် Okay let's go ကြရကခုမှာ Woo woo woo！